Fashion City မှာကြာ9000မှုအထက်ဝယ်ယူပြီး Premium Member ကတ်တွေကိုရယူလိုက်ပါမင်္ဂလာပါရှင်ဂျက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဂျက်ပရိသတ်များရှင်ကဘာပေါ်ကစစ်ပွဲတွေဟာကျမတို့လူသားတွေအတွက်ဘာများကောင်းကျိုးပေးသလဲကျမကတော့စစ်ပွဲတွေဆိုတာလူအများစုအတွက်စိုးကျိုးပဲပေးတယ်လို့မြင်မိပါတယ်ဒါပေမဲ့လည်းဒီလိုစစ်ပွဲတွေဟာရုပ်ရှင်လောကအတွက်တော့အသုံးချတတ်ရင်ချတတ်တဲ့လောက်အလွန်ကောင်းမွန်မဲ့ရုပ်ရှင်တွေဖန်တီးနိုင်အောင်ကူညီပေးပါတယ်ဒီရုပ်ရှင်တွေဟာလူတွေအတွက်တရားမျှတဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုတာတော့သတိချက်ရမှာပါရုပ်ရှင်ဖန်တီးသူတွေအတွက်ကတော့ဒီလူတွေရဲ့ပောက်ကွဲမှုကြီးတွေကိုဖန်တီးခွင့်ရရုံသက်သက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကားတွေထဲမှာပါဝင်တတ်တဲ့ပြည့်ရလိုက်တိုင်းအခန်းတွေစိုးသွမ်းတဲ့သူတွေကိုကျမတို့မြင်တွေ့ခံစားနိုင်ကြရမှာမဟုတ်ပါလား။စစ်ပွဲရုပ်ရှင်တွေဖန်တီးသူတွေဟာခက်ခဲတဲ့ကြားထဲကနေအလွန်ကောင်းမွန်တဲ့ရုပ်ရှင်ကြီးတွေကိုဖန်တီးနိုင်ခဲ့ကြတယ်။အပြင်လောကမှာစစ်ပွဲတစ်ခုဖြစ်လာလို့ရှိရင်နှစ်ဖက်စလုံးနစ်နာပေမဲ့အနစ်နာဆုံးသူတွေကတော့ပြည်သူတွေပဲဖြစ်ပါတယ်။အဲ့ဒါတွေကိုပေါ်လွင်အောင်ရိုက်ကူးဖို့ဆိုတာအပြင်အတိုင်းသဘာဝကျကျရိုက်ကူးနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာလူအများကြိုက်နှစ်သက်ကြမှာဖြစ်ပါတယ်။ဒါအပြင်စစ်ပွဲသမိုင်းကြောင်းကိုလည်းဖျက်ဆီးပြလို့မရပြန်ပါဘူးရှင်။တကယ်တမ်းပြောရရင်စစ်ပွဲတွေဟာငရဲတွေပါပဲ။ဒီအမှန်တရားကိုတော့ဘယ်သူမှညှင်းဆန်မှာမဟုတ်ဘူးဆိုတာတော့သိကြပါတယ်။ကျမတို့မြန်မာမှာဆိုရင်လည်းပြည်တွင်းစစ်ကြီးကြောင်းမလို့အဖက်ဖက်ကစုပ်ယုပ်နေတာကိုအားလုံးလက်တွေ့ခံစားနေကြရတာပဲမဟုတ်ပါလားလွန်ခဲ့တဲ့နှစ်တွေတုန်းကရုပ်ရှင်ထုတ်လုပ်တဲ့သူတွေဟာရုပ်ရှင်တွေကိုကြားခံထားပြီးတော့စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုအထူးပြုလုပ်ချက်တွေကိုသုံးပြီးတော့လူလူစီကိုတွယ်ဝိုက်တဲ့နီလန်နဲ့ချပြခဲ့ကြတယ်။အဲဒီရုပ်ရှင်တွေထဲကတချို့ကတော့အလွန်ကောင်းမွန်ပြီးအတူယူစရာဗဟုသုတတွေကိုပေးနိုင်ခဲ့လို့တသက်တာအကောင်းဆုံးရုပ်ရှင်တွေအဖြစ်သတ်မှတ်ခံရတာတွေရှိခဲ့သလိုလူအများရဲ့အားပေးထောက်ခံမှုကိုရရှိခဲ့ကြတာဖြစ်ပါတယ်။တကယ်လို့ဒီလိုရုပ်ရှင်တွေအကြောင်းကိုပရိသတ်တို့ကသိချင်ရင်တော့ဒီဗီဒီယိုကိုကျမနဲ့အတူအစားမအဆုံးကြည့်ရှုဖို့တော့လိုမယ်လို့ထင်နေရှင်။အခုတင်ဆက်သွားမယ့်အကြောင်းကတော့အကောင်းဆုံးစကားတင်စစ်ပွဲရုပ်ရှင်ကား20အကြောင်းပဲဖြစ်ပါတယ်။ရုပ်ရှင်ကားတစ်ခုချင်းစီတိုင်းဟာစစ်ပွဲရဲ့ဆိုးရုံမှုနှစ်ဦးနှစ်ဖက်နစ်နာစေမှုနဲ့ကောင်းကျိုးတစ်ကွက်မှမရှိတဲ့အကြောင်းတွေကိုကြည့်ရှုသူပရိသတ်တွေအတွက်မိမောင်းထိုးပြထားတာကြောင့်မလို့မသေးခင်မှာကြည်သွားတဲ့ရုပ်ရှင်ကားတွေပဲဖြစ်ပါတယ်ရှင်။ Spoil ကိစ္စလားစိတ်မပူပါနဲ့ရှင်။ရုပ်ရှင်ရဲ့အချက်အလက်အနည်းငယ်စီကိုပဲပြောပြပေးသွားမှာပါ။ဒီဗီဒီယိုကိုကြည့်ပြီးရင်တော့ဒီရုပ်ရှင်ကားတွေကိုရှာကြည့်ကြမှာမလွဲပါဘူး။ကဲအဲ့တော့အစင်းသစ်ဖြစ်ပြီဆိုရင်တော့ကျမတို့ဗီဒီယိုလေးစတင်လိုက်ရအောင်နော်။ဇူလူ1964အန်အောစိတ်လို့ရှားစရာကောင်းတဲ့ဒီဇက်ကားမှာမိုက်ကယ်ခဲဟာလက်ထောက်အရာရှိအနေနဲ့တရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီဇလန်ကတော့ rock တွေရဲ့စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။အဲဒီမှာအယောက်100တောင်မရှိတဲ့ဗြိတိန်စစ်သားတွေဟာအင်အား400ကျော်ရှိတဲ့ဇူလူစစ်သားတွေကိုတိုက်ခိုက်ဖို့စီမံနေရပဲဖြစ်ပါတယ်။လူအင်အားအများကြီးသုံးပြီးတော့ရိုက်ကူးထားတဲ့အဲဒီရုပ်ရှင်ကားထဲမှာအလွန်အထင်ကြီးစရာတိုက်ခိုက်ရေးရိုက်ချက်တွေနဲ့ပရိသတ်ကိုဖန်ဆားထားနိုင်ပါတယ်။အဲဒီခေတ်အခါကရုပ်ရှင်ကားတွေထဲမှာတော့ဒီရုပ်ရှင်ကားဟာအလွန်ကောင်းမွန်တဲ့အချိန်တွေပိုင်ဆိုင်ထားခဲ့တာကြောင့်မို့လို့ကြည်တဲ့စစ်ပွဲရုပ်ရှင်ကားတကအဖြစ်ဖော်ပြလိုက်ရတာဖြစ်ပါတယ်ရှင်။ Platon 1986 The Dawn စာရေးဆရာဒါရိုက်တာဖြစ်တဲ့ Oliver Stone ဟာဗီယက်နမ်စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ပဲသူဟာအဲ့ရုပ်ရှင်ဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်။ဒါကြောင့်သူဟာစစ်ပွဲနဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက်အတိုင်းရုပ်ရှင်ကိုအကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်။ Stone ဟာရုပ်ရှင်ရဲ့ဇာတ်ကွက်တွေကိုသူဒုက္ခရောက်ခဲ့တဲ့အတွေ့အကြုံကိုအခြေခံပြီးတော့ဖန်တီးခဲ့တာပါ။အနုပညာစတာတစ်ယောက်ဖြစ်တဲ့ Charlie Sheen ကတော့ဒီဇာတ်ကားမှာဆယ်ကျော်သက် Chris အဖြစ်သရုပ်ဆောင်ခဲ့ပြီးဒီရုပ်ရှင်ကားတွေထဲကသရုပ်ဆောင်ချက်တွေဟာသူသရုပ်ဆောင်ဘဝရဲ့အကောင်းဆုံးသရုပ်ဆောင်ချက်တွေလို့သတ်မှတ်လို့ရပါတယ်။ William Dafoe ဟာလည်းဒီဇာတ်ကားမှာစစ်မှုရန်ဟောင်းစစ်သားအဖြစ်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။ဒါကြောင့်ဒီရုပ်ရှင်ကားဟာကျမတို့မသိခင်ကြည့်တဲ့ရုပ်ရှင်ကားတွေထဲမှာထည့်သွင်းထားရတာပဲဖြစ်ပါတယ်။ Inglourious Basterds 2009ဒီဇာတ်ကားမှာတော့အလွန်ကောင်းမွန်တဲ့ဇာတ်ကြောင်းရှိရလို့အတိအလင်းမကြေညာထားပါဘူး။
ဇလန်ကိုမျောလင့်မထားတာနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ဇညိုရေးဒါရိုက်တာခွန်တင်တာရန်တီနိုကပြောကြားထားပါတယ်။ဘတ်စတက်ဟာဖန်တီးမှုအပြည့်ရှိသလိုဟာသားနဲ့လှုံ့ဆော်မှုအပြည့်ပေးနိုင်တဲ့ရုပ်ရှင်ဇာတ်ကားပါ။ဒီရုပ်ရှင်ကားမှာတော့မင်းသားကြီးခရစ္စတိုဖာဝေါ့စ်ရဲ့အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုခန်းစားရမှာပါ။အဲ့ဒီအပြင်ဒီဇာတ်ကားဟာတာရန်တီနိုရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်တာမို့လို့သူရဲ့ပရိသတ်တွေလက်မလွတ်တမ်းကြည့်တဲ့ဇာတ်ကားတစ်ခုလိုပဲပြောချင်ပါတယ်ရှင်။ The Thin Red Line 1998 Terrace McLeod ဟာဒီဇာတ်ကားကိုတဖြည်းဖြည်းနဲ့တွယ်ဝိုက်ပြီးတော့ရိုက်ကူးထားပါတယ်။စစ်ပွဲအတွင်းထားရှိရမယ့်ကိုချင်းသိက္ခာပညာပေးဇာတ်ကားတကားပါ။တကယ်လို့စိတ်ရှည်တဲ့ကြီးရှုသူတွေဟာစိတ်ကူးရင်ဆန်တဲ့ဒေတာတစ်ခုကိုလိုလားမယ်ဆိုရင်သူတို့ဟာဒီဇာတ်ကားကိုကြီးရှုဖို့တန်တယ်လို့မြင်ပါပါ။ဇလန်ကတော့1942ခုနှစ်ဆော်လမွန်ကျွန်းမှာတိုက်ခိုက်ခဲ့တဲ့ဂွာဒါကန်နာကျွန်းစစ်စင်ရေးကိုရက်စွဲစဉ်အလိုက်မှတ်တမ်းတင်ပြုစုထားတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားဟာကြီးကျယ်ခမ်းနားတဲ့ပြည့်ချက်တွေနဲ့အတူအလွန်စ조사အားထုတ်ထားတဲ့စစ်ပွဲရုပ်ရှင်တကားလိုပဲညွှန်းချင်ပါတယ်ရှင်။ The Great Escape 1963ပရိသတ်တို့ဒီဇာတ်ကားကိုမကြည့်ဘူးဆိုရင်တော့ဇာတ်ကားတွေကနာမည်ကြီးဇက်ကွက်တွေနဲ့တီးလုံးတွေကြောင့်မလို့အနည်းငယ်ရင်းနှီးကျွမ်းဝင်မှုရှိနိုင်ပါတယ်။ဒီရုပ်ရှင်ကားကတော့တစုံတစ်ခုကိုတည်ျော်ထားတာဖြစ်ပါတယ်။ Steve McQueen ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒီရုပ်ရှင်ကားကလည်းသူ့အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ရုပ်ရှင်ကားတွေထဲမှာပါဝင်နေပါတယ်။အဲဒီမှာသူဟာအကျဉ်းသားတစုရဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ထားတာပါ။ဒီရုပ်ရှင်ကားကတော့နာဇီတွေရဲ့ PIOW စခန်းကနေထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့လူတစုရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။ Grave of the Fireflies 1988ဒီဇာတ်ကားဟာအခုဗီဒီယိုရဲ့တစ်ခုတည်းသော animated စစ်ပွဲအခြေခံဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကိုနာမည်ကြီးစတူဒီယိုဂါဘာလီကနေထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ Roger Ebert ရဲ့စိတ်ခံစားချက်အတွေ့အကြုံကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒီခံစားချက်တွေဟာတအားကိုပြင်းထန်တာကြောင့်မလို့ animation တွေကိုပြန်လည်တွေးတောရလောက်အောင်တွန်းအားဖြစ်စေခဲ့ပါတယ်။ဒီစစ်ပွဲစန့်ကျင်ရေးရုပ်ရှင်ဟာဂျပန်မောင်နှမ2ယောက်ကိုဇက်ကောင်ထားပြီးတော့ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးနေ့ရက်တွေကိုဦးတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ပရိသတ်တို့ရဲ့နှလုံးသားကိုနာကျင်ဝမ်းနည်းမှုပေးစွမ်းနိုင်တဲ့အကောင်းဆုံးလက်ရာရုပ်ရှင်တကားဖြစ်တာကြောင့်မလို့ဒီဇာတ်ကားကိုထပ်ပြီးတော့ညွှန်းချင်ပါတယ်။ Duncan 2017ဒီဇာတ်ကားကတော့ဗြိတိန်စစ်သားတွေဒုတိယကမ္ဘာစစ်အတွင်းမှာပြင်သစ်မြောက်ပိုင်းကမ်းခြေကနေစုခွာခဲ့တဲ့အကြောင်းကိုပြောင်မြောက်စွာနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ရှင်။ဇလန်ထဲမှာမတူညီတဲ့လမ်းကြောင်းတွေဖြစ်တဲ့ကုန်းမြေလေနဲ့ပင်လယ်ထဲကစစ်သားတွေရဲ့တပ်ဆုပ်ပုံမြင်ကွင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကိုတော့ဇညောဒါရိုက်တာပုဂ္ဂိုလ်ကြီးခရစ္စတိုဖာနာလန်ကအကောင်းဆုံးပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးတော့ဒန်ကတ်ရဲ့တိုက်ပွဲကိုလက်ရမြောက်စွာပုံဖော်ထားတာဖြစ်ပါတယ်။ဒန်ကတ်ရုပ်ရှင်ဟာစိတ်နှလုံးကိုဆွဲဆောင်နိုင်တဲ့အပြင်ကြောက်လန့်စရာမြင်ကွင်းနေနဲ့အတူယူစရာတွေကိုတဟသာတာမျှတစွာရိုက်ကူးထားတာကြောင့်မလို့ပရိသတ်အကြိုက်တွေ့စေခဲ့ပါတယ်။ပုံပွလင်းလင်းပြောရရင် Hans Zimmer ရဲ့တီလုံးတီးကွက်တွေနဲ့တင်ဒီကားကိုကြည့်ရတာတန်နေပါပြီရှင်။ 2019ထွက်ရှိလာတာမကြာသေးတဲ့ဒီရုပ်ရှင်ကားဟာထိတ်ဆုံးစကားတင်20ရဲပါလာတာကိုတော့အတော်လေးဝမ်းသာမိပါတယ်။ဒါဟာလုံးဝထိုက်တန်မှုရှိတယ်ဆိုတာဒီရုပ်ရှင်ကားကိုကြည့်ဘူးတဲ့ပရိသတ်တို့တွေသဘောတူကြမှာပါရှင်။ဇလန်ကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာဂျာမန်တွေဟာစစ်ပွဲဖြူဟာကြောင့်မို့လို့တပ်ဆွဲထားတဲ့နေရာကနေစုခွာဟန်ပြပြီးတော့မှဗြိတိန်တွေကိုပြန်လည်တိုက်ခိုက်ဖို့အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။ဗြိတိန်အကြီးအကဲဟာအဲ့ဒီအစီအစဉ်ကိုရိပ်မိရကြောင်းမို့လို့ဗြိတိန်စစ်သား2ဦးကိုကိုယ့်ဘက်ကအရင်ရှေ့တိုးမတိုက်ခိုက်ဖို့စကားပါခိုင်းတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကချီးကျူးစရာကောင်းတာကရိုက်ကွက်တွေကိုဖျက်တောက်တာမျိုးလုံးဝမရှိဘဲနဲ့ဇက်တိုက်ရိုက်ကူးနိုင်တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီရုပ်ရှင်ကားကနေစစ်ပွဲရဲ့နီးဗျူဟာတွေနဲ့သူတို့မတားဆီးနိုင်ရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုမြင်အောင်လာစေနိုင်ပါတယ်။ Ice Cold in Alice 1958ဒီရုပ်ရှင်ကားဟာဒုတိယကမ္ဘာစစ်အတွင်းကအာဖရိကန်နိုင်ငံအကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ဟာအဲ့ဒီဇာတ်ကားကိုရေးတဲ့ဝတ္ထုနာမည်နဲ့အတူတူပဲဖြစ်ပါတယ်။သူတို့နိုင်ငံကနေခွဲထွက်သွားတဲ့မဟာမိတ်တပ်တွေနဲ့ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့အလက်ဇန္ဒရီးယားကိုပြန်တဲ့သူတို့ရဲ့ခီးစဉ်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းဇာတ်လမ်းထဲမှာတွေ့ရမယ်လို့မထင်ပါနဲ့။ဒီဇာတ်ကားဟာနာမည်အတိုင်းနှင်းမြေပြင်မှာရိုက်ကူးထားတာမဟုတ်ပေမဲ့အဓိကဇာတ်ဆောင်ရဲ့ဘီယာအေးအေးလေးတောက်ချင်တဲ့ဆန္ဒကိုရည်ညွှန်းထားတာမို့လို့
ခေါင်းစဉ်ကတော့စီလျော်မှုတော့ရှိပါတယ်။ The Deer Hunter 1978ဒီဇာတ်ကားကိုလူသိများတဲ့အချက်က Russia Roulette Sequence ဆိုတဲ့လောင်းကစားတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ဇလန်ကတော့ Pennsylvania မြို့တည်တည်လေးကတငယ်ချင်းတစုရဲ့သူရဲကောင်းဆန်တဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ရှင်။ဇာတ်ကားဟာရှည်ပြီးတော့နည်းနည်းတော့ပြင်းဖို့ကောင်းတယ်။ဒါပေမဲ့လို့ဇလန်တွေကဇက်ကောင်တွေရဲ့ဘဝကိုမကြည့်ရသေးခင်နဲ့ရှင်ရင်ကြည့်ပြီးတဲ့အခါမှာပရိသတ်တို့ဘဝအတွက်အလွန်ကောင်းတဲ့အတွေ့အတွေရသွားမှာကတော့သေချာသလောက်ရှိပါတယ်ရှင်။ Come and See 1985ဇက်ကားနာမည်ဟာ Come and See ဖြစ်ပေမဲ့ဇလန်ကတော့စစ်ပွဲကနေယူဆောင်လာတဲ့ကြေကွဲစရာဖြစ်ရပ်တွေကိုအခြေခံပြီးတော့ပျက်စီးမှုတွေကိုဖော်ပြထားတဲ့ရာဇဝတ်မှုဆိုင်ရာဇက်ကားတစ်ခုဖြစ်ပါတယ်။ဒီရုရှားစစ်ကားလေးဟာလဲသမားငယ်လေးရဲ့အတွေ့အကြုံတွေနဲ့သူ့ရဲ့ဒုတိယကမ္ဘာစစ်အတွင်းတုန်းကနေထိုင်ရွက်လွှင့်ခဲ့တဲ့စစ်မြေပြင်ဆိုင်ရာအခြေအနေတွေကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီကားကတော့ပြောစရာစကားလုံးတွေပျောက်ဆုံးသွားလောက်အောင်ကိုစိတ်ထဲကြံရစ်ခဲ့စေမဲ့ဇက်ကားတစ်ခုပဲဖြစ်ပါတယ်ရှင်။ The Bridge on the River Kwai 1957အထင်ရှားဆုံးဇက်ကားတွေထဲကတစ်ခုကတော့ David Land ရဲ့နာမည်ကြီးဒရမာဇက်ကားဖြစ်တဲ့ The Bridge on the River Kwai ပဲဖြစ်ပါတယ်။ဒီဇက်ကားထဲမှာဗြိတိန်စစ်မှုရန်ဟောင်း Alice Guinness ရဲ့စ조사အားထုတ်မှုကိုမြင်တွေ့ရမှာပါ။သူဟာထိုင်းနိုင်ငံက Paul ဆိုတဲ့အုပ်စုတစ်ခုကိုဦးဆောင်မှုရုန်းကန်နေရဖြစ်ပါတယ်။သူတို့ရဲ့အလုပ်ကတော့တရုတ်ရှင်ရဲ့နာမည်အတိုင်းတရားတစ်စင်းကိုတိစောက်ရမှာကူညီဖို့အတွက်ပဲဖြစ်ပါတယ်။ဒီဇက်ကားကိုလှပတဲ့ရိုက်ချက်များစွာနဲ့ကျွမ်းကျင်စွာရိုက်ကူးထားတာကြောင့်နာမည်ကျော်ကြားလာပါတယ်။ပြီးတော့လည်းပောက်ကွဲမှုတွေဟာစိတ်လှုပ်ရှားစရာကောင်းလာသလိုလွမ်းဆွတ်ဖွယ်ရာလည်းကောင်းလာပါတယ်ရှင်။ The Dirty Dozen 1967စစ်အသားပေးဇက်ကားတွေကိုရဲစရာမရိုက်ရဘူးလို့ဘသူကပြောထားလဲရှင်။ရိုင်းဆိုင်တဲ့ဇက်ကလုံးတွေပါသလိုတစ်ခါတရံမှာရဲစရာတွေဖြစ်စေတဲ့ဒီဇက်ကားဟာဆိုရင်စစ်ပွဲဇက်ကားတိုင်းကိုအပြင်းအထန်ရိုက်ကူးစရာမလိုဘူးလို့သက်သေပြထားတဲ့ဇက်ကားတစ်ကားဖြစ်ပါတယ်။ဇက်ကြောင်းကတော့လူ့ဘဝစာတစုဟာနာဇီဂျာမနီတွေစီမှာစူဆိုက်မစ်ရှင်ကိုပြုလုပ်နေရပဲဖြစ်ပါတယ်။ရိုက်ချက်အလန်းစားတရုတ်ဆောင်ကောင်းတွေနဲ့နောက်ခံတီးလုံးတွေဟာဇက်ကားကိုအပြည့်အဝပံ့ပိုးပေးထားတာကြောင့်မလို့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ရှင်။ Army of Shadows 1969နောက်ထပ်ကန်နဝင်ဆန်ဆန်ရိုက်ချက်တွေနဲ့ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့စစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကတော့နာမည်ကြီးဒါရိုက်တာ Jim Pirate Melvin ရဲ့12ကားမြောက်ရုပ်ရှင်တစ်ခုဖြစ်ပြီးဖြစ်ရမှန်ကိုအခြေခံပြီးတော့စစ်ပွဲရဲ့ကြေကွဲပွဲဖြစ်ရပ်တွေကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။အဲဒီမှာဇက်ကားရဲ့အေးဆက်မှုတွေနဲ့ထူးခြားချက်တွေဟာပရိသတ်တို့ရဲ့စိတ်ကိုချုံနှောင်ထားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားဟာပရိသတ်တို့ကြည့်ဘူးသမျှစစ်ကားတွေနဲ့မတူဘဲနဲ့ကွဲပြားနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ရှင်။ Dust Boot 1981 Dust Boot ဟာဂျာမန်ရေငုပ်တင်မော့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီးတော့သူရဲ့ဇလန်းရှေ့ချမှုကဇက်ကားနာမည်ကိုကြော်ကြားစေခဲ့တာဖြစ်ပါတယ်။ဒီဇလန်းဟာလည်းဖြစ်ရမှန်တစ်ခုဖြစ်ပြီးတော့ရိုက်ချက်နည်းပညာတွေကလည်းအလွန်ကောင်းမွန်ပါတယ်။ဒါရိုက်တာကတော့ Wolfgang Petersen ဖြစ်ပြီးတော့ဒီရုပ်ရှင်ကားကိုသူ့ထက်ဘသူကမှပိုကောင်းအောင်ရိုက်ကူးနိုင်မယ်လို့တော့ကျမတို့မမြင်မိပါဘူးရှင်။ Full Metal Jacket 1987ကျမတို့ကိုအပြစ်အနာစာကင်းပြီးတော့ကောင်းမွန်တဲ့ရုပ်ရှင်ကားကိုညွှန်းခိုင်းမယ်ဆိုရင်တော့ဒီရုပ်ရှင်ကားကိုညွှန်းရမှာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာစိတ်ကူးစိတ်တန်ကောင်းမွန်တဲ့အတန်သွင်းချက်တွေဟာဇက်ကားကိုထောက်ပံ့ပေးထားပါတယ်။ Stanley Kubrick ရဲ့ဒီ BNN ရုပ်ရှင်မှာဆိုရင်ကြောက်လန့်စရာတွေအမြောက်များပါဝင်ပါတယ်။ဇက်ကားကိုနှစ်ပိုင်းခွဲပြီးတော့ရိုက်ကူးထားတာဖြစ်ပါတယ်။ပရိသတ်တို့သာဒီရုပ်ရှင်ကားကိုကြည့်ပြီးသွားရင်တော့စစ်သားတွေရဲ့နေ့စဉ်ဖြစ်ရပ်တွေနဲ့ BNN စစ်ပွဲရဲ့အနိဋ္ဌာရုံတွေစိတ်ထဲမှာဆွဲကြံနေခဲ့မှာအသေးချာပါပဲ။အဲ့ဒါဟာလေနာမည်ကြီးဒါရိုက်တာခုဘတ်ရဲ့ရိုက်ချက်တွေကြောင့်ပဲမဟုတ်ပါလား။ Saving Private Ryan 1997ဒါရိုက်တာကြီး Steven Spielberg ကမြန်မာခေတ်လူတွေကြည့်ရှုရအဆင်ပြေစီဖို့အတွက်ဒီစစ်ကားကိုပြန်လည်စမ်းသစ်ပြီးတော့ရိုက်ကူးထားပြီးတော့ဒါဟာသူ့ရဲ့ရုပ်ရှင်တွေထဲကအကောင်းဆုံးရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ဇက်ကြောင်းကတော့ Captain Miller နဲ့သူ့ရဲ့ Rocknet အဖွဲ့ဟာဇက်ကားနာမည်ကလူဖြစ်တဲ့ Private Ryan ကိုရှာဖွေဖို့အတွက် Suicide Mission ကိုပြုလုပ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ Normandy ကမ်းခြေကတိုက်ပွဲရိုက်ချက်တွေနဲ့တင်ကမ္ဘာအကောင်းဆုံးစစ်ပွဲရုပ်ရှင်အဖြစ်သတ်မှတ်လို့ရအောင်ကောင်းမွန်တဲ့စစ်ကားတစ်ကားဖြစ်ပါတယ်ရှင်။ Path of Glory 1957 Francois Truffaut ဟာတကယ်စစ်မှန်တဲ့စစ်စန့်ကျင်ရေးရုပ်ရှင်တစ်ခုပြုလုပ်ရတာမလွယ်ကူပါဘူးလို့တခါကပြောပူပါတယ်။
ဘာလို့လဲမေးတော့စစ်ပွဲတွေဟာထာဝရစိတ်လှုပ်ရှားစရာကောင်းနေလို့ပါလို့သူကပြောခဲ့တယ်။ဒါဆိုရင်သူဟာ Stanley Kubrick ရဲ့ Path of Glory ဆိုတဲ့ရုပ်ရှင်ကိုမေ့နေလို့ဖြစ်ပါလိမ့်မယ်။ဒီကားဟာရုပ်ရှင်သမိုင်းမှာအကောင်းဆုံးစစ်ဆန့်ကျင်ရေးရုပ်ရှင်တစ်ခုဖြစ်ပြီးတော့ဇလန်ကတော့ပြီးပြည့်စုံတဲ့ခုံရုံးတွေကအဖြစ်အပျက်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကိုလိုနီတယောက်ရဲ့တရားမျှတမှုမရှိတဲ့ဆုံးဖြတ်ချက်ချမှုကိုတားဆီးဖို့ကြိုးစားနေတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားဟာရှေ့မှာတင်ဆက်ပြီးဖြစ်တဲ့ Kubrick ရဲ့ Full Metal Jacket ထက်တောင် rating ပိုမြင့်နေပါတယ်။ဒီဇာတ်ကားဟာဇာရိတပိုင်းဆိုင်ရာကျင့်ဝတ်ပိုင်းဆိုင်ရာတွေကိုအဓိကထားပြီးတော့ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင်။ Schindler's List 1993ဖြစ်ရမှန်မှတ်တမ်းကိုအခြေခံထားတာဟာဒီဇာတ်ကားရဲ့ပရိသတ်တွေရဲ့စိတ်တွေကိုချင်းကပ်နိုင်ခဲ့တဲ့နည်းတစ်နည်းပဲဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးထားတဲ့ဒီဇာတ်ကားဟာနာဇီတွေရဲ့ဂျူးတွေကိုလူမျိုးတုံးသတ်ဖြတ်တဲ့အဖြစ်အပျက်ကိုကြည့်ရှုသူတွေရဲ့စိတ်နှလုံးထဲဆွဲကြံသွားအောင်ဆက်ဆုပ်သွားအောင်အကောင်းဆုံးရိုက်ကူးထားနိုင်တဲ့ပြီးပြည့်စုံတဲ့ရုပ်ရှင်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။မင်းသားလိန်းနစ်စင်ဟာအဲ့ဇလန်မှာဩစတြေးလျကဂျာမန်တအူးဖြစ်ပြီးတော့အော်စကာရှင်ဒလာအဖြစ်သရုပ်ဆောင်ထားပါတယ်။သူဟာထောင်ပေါင်းများစွာသောဂျူးတွေကိုကယ်တင်ဖို့အတွက်နာဇီတွေနဲ့အပေးအယူပြုလုပ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီဇလန်ဟာဖြစ်ရမှန်ဖြစ်ပြီးတော့နာဇီတွေရဲ့ရက်စက်မှုလူမျိုးတုံးသတ်ဖြတ်မှုတွေကိုပေါ်လွင်စွာရိုက်ကူးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ရှင်။ Apocalypse Now 1979ငါဟာနနက်စောစောဘုံနဲ့ရတာကိုကြိုက်နေတတ်ပါတယ်ဆိုတဲ့ဒီစကားကတော့ Francis Ford Coppola ရဲ့လက်ရမြောက်ဆက်က Apocalypse Now ကနေကောက်နှုတ်ထားတာဖြစ်ပါတယ်။20ရာစုနှစ်ရဲ့စစ်မှန်တဲ့စစ်ကားတစ်ကားဖြစ်တဲ့ဆိုပြီးတော့အများလက်ခံထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ Conrad ရဲ့ Heart of Darkness စာအုပ်ကိုပြန်လည်ရိုက်ကူးထားတဲ့ဒီရုပ်ရှင်ကားဟာဗီယက်နမ်စစ်ပွဲနောက်ခံစစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အဲ့မှာမာတင်ရှင်းကို Captain Well အဖြစ်တွေ့မြင်ရမှာဖြစ်ပြီးတော့သူရဲ့ mission ကတော့ Greenberg လို့ခေါ်တဲ့ဖောက်ပြန်ရေးသမားကိုလှုပ်ကြံတပ်ဖြတ်ဖို့ပဲဖြစ်ပါတယ်။ Greenberg ဟာကမ္ဘောဒီးယားနိုင်ငံကနက်ရှိုင်းတဲ့တောအုပ်ထဲမှာနေထိုင်တဲ့လူမျိုးစုရဲ့စောင့်ရှောက်သူအဖြစ်သူ့ကိုယ်သူသတ်မှတ်ထားတာဖြစ်ပါတယ်။ဒီလူကတော့ Marlon Brando ဖြစ်ပါတယ်။လှပပြီးတော့အဆုံးမရှိအစီအစဉ်မရှိပေမဲ့အလွန်ပြီးပြည့်စုံတဲ့ရုပ်ရှင်ကားတစ်ကားအလွန်မိုက်တဲ့နောက်ခံသချင်းဟုတ်ကဲ့ပရိသတ်များရှင်ဒါတွေကတော့သမိုင်းတစ်လျှောက်အကောင်းဆုံးလို့သတ်မှတ်ထားခင်ရတဲ့စစ်ကားရုပ်ရှင်20ပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုမှာပရိသတ်တို့အကြိုက်စစ်ရုပ်ရှင်ကားတွေမပါဝင်ခဲ့ရင်တော့ comment မှာဝင်ရောက်ရေးသားနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်